ကျမတို့ Microsoft မှာတည်ထားတဲ့ skills ခုနှစ်ခုရဲ့က3ခုရှင်းပြပြီးပြီ။အခုနောက်ထပ်ကျန်တဲ့4ခုလေးကိုရှင်းပြပေးပါမယ်။နံပါတ်4ခုမြောက်ကကြတော့ကျမတို့ header footer တွေဘယ်လိုတက်ရမလဲ။စာမျက်နှာ page number တွေဘယ်လိုတက်ရမလဲဆိုတာသိရမယ်။နောက်တစ်ခုကကြတော့ကျမတို့ဒီစေ့ရမယ်ပေါ့နော်။ကိုယ့်ရဲ့ file တွေကိုဘယ်လိုစေ့ထားရမလဲ။ PDF file ကိုဘယ်လိုပြောင်းရမလဲ။ file နာမည်ကိုဘယ်လိုပြန်ပြောင်းရမလဲ။ဒီလိုမျိုးလေးတွေသိရမယ်။ပြီးရင်ကြတော့ကျမတို့ကဒီ project ပိုင်းတွေပေါ့နော်ဒီစာမျက်နှာတစ်မျက်နှာနဲ့လုပ်နေတဲ့သူတွေအတွက်ကတော့အရေးမကြီးဘူးအခုဒီနံပါတ်6ကကြတော့နောက် project ပိုင်းတွေလုပ်နေတဲ့သူတွေဆိုရင် PT တက်ရမယ်ဒီခေါင်းစဉ် title တွေ sub title တွေလုပ်တက်ရမယ်ပြီးပဲ content တွေအနည်းငယ်ဖန်တီးတက်ရမယ်ဒါကဒီတချို့ကြတော့ဒီအကြောင်းအရာမသိဘူးဆိုလို့ရှိရင်တော့သူကကိုယ့်ဟာသာကိုဒီ tab တွေခုံပြီးတော့လက်နဲ့ဆွဲရတဲ့ပုံစံမျိုးတွေရှိတယ်ပေါ့ဒီ sub title လောက်တာလေးသိထားရင်တော့ဒီမြန်ဆန်ဆန်လွယ်လွယ်ကူကူနဲ့သုံးလို့ရတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကကြတော့ကျမတို့ shortcut တွေပါ shortcut တွေကတော့မသိလဲဘာမှတော့မဖြစ်ပါဘူးအကုန်လုံး select ပေးပြင် control A ဘိုးတွေ italic တွေ underline တွေတားချင်ဘယ်လိုပုံစံမျိုးလဲနံပါတ်7ကတော့အရင်အရေးကြီးရလို့လည်းမပြောချင်ဘူးဒါပေမဲ့လို့သိထားရင်တော့လုပ်ငန်းခွင်မှာလုပ်ရတာလုပ်ငန်းခွင်မှာအလုပ်လုပ်တဲ့အခါမှာပို့ပြီးတော့လွယ်ကူမြန်ဆန်နေပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ Microsoft Word ထဲမှာကျမတို့သွားပြီးတော့လေ့လာကြည့်ပါမယ်ဒီမှာဆိုလို့ရှိရင် assignment တစ်ခုရေးထားတယ် travel reserve ဆိုတဲ့ကောင်းစဉ်လေးနဲ့ပေါ့နော်ဒီအကောင်လေးအကြောင်းဒါကိုဘာကောင်လို့ခေါ်မလဲပုတ်တင်ညိုလို့ခေါ်မလားကျမတို့ဒီဖုတ်ကောင်လေးခေါ်မလားမသိဘူးပေါ့နော်ဒီအကောင်လေးအကြောင်းကိုသူက assignment လေးတစ်ခုလုပ်ထားတယ်ကောင်းစဉ်လေးရေးထားတယ်ဒီမှာနံပါတ်1အချက်ကကျမတို့ကဒီမှာခေါင်းစဉ်အနေနဲ့ဒီနေရာမှာဒါ header တက်ထားတာသူ့ကိုပြင်လို့မရဘူးနှစ်ခါနှိပ်လိုက်ရင်တော့ header selection ဆိုတာပေါ်လာတယ်အပြင်ဘက်ကိုပြန်ထွက်ချင်တယ်ဆိုရင်ကျမတို့က escape key နှိပ်လို့ရတယ်လို့ဒီလိုနေရာမှာ close နဲ့သုံးလို့ရတယ်ပြီးရင်အောက်ခြေကိုတစ်ချက်ကြည့်ဒီအောက်ခြေလေးမှာဆိုရင်သူကဒီမှာ page number တက်ထားတယ်ဒီမှာ1ဒီမှာဆိုရင် table content ဖန်တီးထားတယ် table content လေးဖန်တီးထားတယ်ဒီ table content ကဘာလို့ဖန်တီးရလဲဆိုတော့ခေါင်းစဉ်လေးရေးထားတယ်ဒီခေါင်းစဉ်ကစာမျက်နှာနံပါတ်3မှာရှိတယ်ဒါလည်းစာမျက်နှာနံပါတ်3မှာရှိတယ်ဒီခေါင်းစဉ်ဆို3မှာရှိတယ်ဒီခေါင်း sorry စာမျက်နှာနံပါတ်5မှာရှိတယ်ဒီခေါင်းစဉ်ဆိုစာမျက်နှာနံပါတ်6မှာရှိတယ်အဲ့လိုမျိုးလေးတွေလောက်ထားတာပေါ့နော်ဒါလေးကပြီးရင်အောက်ကိုသွားကြည့်ပါဒီအောက်မှာကြတော့ကျမတို့ဒီပုံမှန်တိုင်းခေါင်းစဉ်လေးတွေအတိုင်းပဲရေးထားတယ်သူရဲ့ခေါင်းစဉ်လေးတွေကိုကျမတို့ကဒီလိုမျိုးလေးတွေပေါ့နော်ဒါလေးတွေကို header footer အရင်ဘယ်လိုလုပ်မလဲဆိုတာပြောပြပါမယ် header footer လုပ်ချင်ရင်တွေ့ပါတယ်ကျမတို့ insert tab မှာရှိတယ်ဒီမှာ header ကိုနှိပ်လိုက်ရုံပဲကြိုက်တဲ့ design တစ်ခုရွေးလို့ရတယ်ရွေးပြီးသွားရင်ကျမတို့ဒီနေရာမှာကိုလိုချင်တဲ့စာနာမည်လေးရေးလိုက်ရုံပဲ header ဆိုတာ company နာမည်သင်တန်းနာမည်ဥမာကိုကဘာ assignment ကိုလုပ်နေရလဲ assignment လုပ်နေရဆိုရင်လည်း assignment ခေါင်းစဉ်ဒါမှမဟုတ်ကို့နာမည်ကိုလုပ်ထားတဲ့ project ဆိုရင်ကို့နာမည်ရေးလို့ရတယ် header နဲ့ footer ဆိုတာကနာမည်လေးတွေရေးတဲ့ပုံစံကိုပြောတာ company နာမည်ကိုယ့်ရဲ့နာမည်စာအုပ်နာမည်ပေါ့နော်အဲ့လိုရေးတဲ့အခါမှာကျမတို့က header footer နှစ်ခုလုံးမှာရေးစရာမလိုဘူး header မှာအဲ့လိုနာမည်ရေးမှာလား page number နဲ့ header နဲ့က page number ကိုအပေါ်မှာထားမှာလား header ကfooter စာရေးရမယ့်ကိုယ့်နာမည်သင်္ကေတလေးတွေကိုအောက်မှာထားမှာလားတခုပဲစဉ်းစားမှာပေါ့နော် page number ကအပေါ်မှာလဲ page number တက်တယ်ဒီအပေါ်မှာလဲ page number တက်တယ်အောက်မှာလဲ page number တက်တာမျိုးမရှိဘူး page number တွေ header footer တွေဆိုတာအပေါ်နဲ့အောက်တစ်ခုကိုပဲစဉ်းစားပြီးရေးရမှာဒါဆိုကိုကဒီနေရာမှာရေးချင်ရင်ဒီနေရာမှာရေးမယ်ပေါ့နော်အဲ့လိုမဟုတ်ဘူး footer အောက်ခြေမှာပဲရေးချင်ရင်ဒီမှာတို့ footer လေးကိုနှိပ်အောက်ခြေလေးကိုတွားပြီးတော့ရေးမယ်ပေါ့နော်အဲ့ဆိုရင်ဒါ header footer ရေးတဲ့ပုံစံကိုပြောတာဒီမှာကျွန်မရေးလိုက်တဲ့ Great Education ဆိုပြီးတော့ပြီးရင် crawley နဲ့ထွက်လိုက်ပေါ့ဒါမှမဟုတ် escape လေးနှိပ်လဲရပါတယ်ဟုတ်ပြီဒါဆိုရင်နောက်တစ်ခုက page number တက်မယ် page number တက်မယ်ဆိုရင်တော့ကျမတို့ကဒီ footer မှာ page number တက်တဲ့ဒီသင်္ကေတပိုင်းရွေးလို့ရတယ်ကျမက footer ကနေ page number တက်ဘူးဒီ page number ကနေမှ bottom ကနေမှကိုရွေးချင်တဲ့ page number သင်္ကေတလေးရွေးပြီးတော့ဒီမှာတက်လိုက်တာဒါဆိုရင်ဒါ page number တက်တာ header footer လုပ်တဲ့အပိုင်းလေးပြီးသွားပြီပြီးသွားရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျမတို့ကဒီမှာခေါင်းစဉ်လေးတွေဒီခေါင်းစဉ်လေးတွေဒီ title လေးတွေလောက်ထားမှသာလေဒီအပေါ်က table content ကဖန်တီးလို့ရမှာအဲ့လိုမဟုတ်ဘဲနဲ့ဒီခေါင်းစဉ်နေမှာဒါ table content လုံးမထားဘူးဒါမှမဟုတ် sorry table content မဟုတ် set title လုံးမထားရင်လုံးလို့မရဘူးဒါကဘယ်နေရာမှာလဲဆိုရင်ကျွန်တော်တို့ဒီ style group ကိုတစ်ချက်ကြည့်ပါ home tab မှာရှိပါတယ်ဒီနေရာမှာset title ဘယ်လိုခေါင်းစဉ်မျိုးလဲhidi 1လုံးမှာလား hidi 2လုံးမှာလားလုံးလို့ရတယ်ဒါဆိုကိုလိုချင်တဲ့ခေါင်းစဉ်တစ်ခုကိုရွေးလိုက်ပေါ့နော်ဒီ normal ဆိုရင်မရအောင်နော် normal ဆိုရင်ပုံမှန်တိုင်းစာရေးတဲ့ပုံစံဖြစ်မှာဒီကနေပြီးတော့ set title ဒါမှမဟုတ် title တစ်ခုကိုရွေးပေးဒါဆိုရင်ညီမကဒီမှာ hidi 1လေးကိုရွေးလိုက်တယ်ပြီးရင်ကိုလိုချင်တဲ့အရာလေးပြန်ရွေးပေါ့နော်
အဲ့လိုမျိုးလေးတွေဒီမှာဆိုရင်ကြည့်လိုက်ပါဒီမှာ तू အဲ့လိုခေါင်းစဉ်လေးရွေးပြီးသွားရင်ဒီနေရာလေးမှာအတုံးလေးတွေပေါ်တယ်ဒါဆိုရင် तू ဒီဘာလောက်ထားရလဲဆိုတော့ခေါင်းစဉ်စတိုင်ပုံစံမျိုးလေးလောက်ထားပေးတာဟုတ်ပြီနော်ဒါဆိုရင်ဒီနေရာမှာကြည့်လိုက်ပါဒါဆိုခေါင်းစဉ်စတိုင်ဒီနေရာလေးမှာအတုံးလေးတွေပေါ်နေတယ်ဒါဆိုရင်ဒီမှာလေးပြန်ကြည့်လို့ရတယ် he-d-do ရွေးထားတာဒီမှာကြိုက်တယ်လို့သုံးလို့ရပါတယ်အဲ့လိုမျိုးလုတ်ပြီးသွားပြီးဆိုလို့ရှိရင်ကျမတို့ကဒီလွတ်နေတဲ့စာမျက်နှာပေါ့နော်ဒီစာမျက်နှာမှာကလစ်တစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်ကျမကဒီအောက်ကိုသွားလိုက်တယ်ဒီစာမျက်နှာ page number ဘယ်လောက်မှလဲဆိုရင်စာမျက်နှာ page number 3မှာစာရေးတယ်2ကိုကြတော့ကျမ table content လုပ်ဖို့အတွက်ခြံခဲ့တယ်ဒီနေရာမှာကလစ်ချပြီးသွားရင်ဘယ်နေရာကိုသွားမှလဲဆိုတော့ reference ကိုသွားတယ် table to table of content ဆိုတဲ့နေရာကိုသွားတယ်ဒီမှာကိုကြိုက်တဲ့ design တစ်ခုကိုနှိပ်လိုက်ရတယ်ဒီဇိုင်းတစ်ခုနှိမ့်လိုက်ရင်အခုလိုပုံစံမျိုးလေးပေါ်သွားတယ်လို့ပေါ်သွားတဲ့အခါမှာကျမတို့ table number 3မှာလာဘယ်လိုလုပ်တာလဲပေါ့နော်အဲ့ဒါသူ့ရဲ့ number ကလေးတွေနဲ့ဒါဘယ်စာမျက်နှာမှာဘာရှိလဲဆိုတော့စာလေးတွေအလိုလိုပေါ်သွားတယ်တကယ်လို့ဒီနေရာမှာဒီလိုမလုပ်ခဲ့ဘူးဆိုရင်အပေါ်မှာမပေါ်ဘူးเนาะဒါပြပေးမယ်အဲ့ဒါဒီနေရာမှာကျမက table content မလုပ်ခဲ့ဘူး normal ထားလိုက်တယ်ဒီမှာ normal ထားလိုက်တယ်ခေါင်းစဉ်ပြောင်းလိုက်တယ်အတုံးမပေါ်တော့ဘူးအဲ့ဒါကိုဒီနေရာမှာကတော့ဒီမှာတော့ရှိနေသေးတယ်ရှိနေသေးရဆိုရင်ဒီမှာဒီ table ကို update လုပ်ရမှာ update လုပ်ချင်ရင် reference ကိုတွားဒီ table ကိုမှဘယ်လိုလုပ်လို့ရလဲဆိုရင် left click right click နှိပ်လဲရတယ်လို့မျိုးဒီမှာ update တည်တယ်ဆိုတဲ့စာလေးရှိရနှိပ်လိုက်နှိပ်ပြီးသွားရင်သူက number only လားဒီ table ထဲတင်လား table ထဲတင်ဆို table ထဲတင်လုပ်လို့ရပါတယ်ကြိုက်တဲ့တစ်ခုရွေးလိုက်ပေါ့နော် okay လေးပေးလိုက်ဒါဆိုရင်ကြည့်လိုက်မရှိတော့ဘူးဒီအပေါ်မှာကိုလုပ်ခဲ့တဲ့ဒီမှာဆိုလဲစောလေးကဖြတ်လိုက်တာဖြစ်တဲ့အတွက်မရှိတော့ဘူးဒီမှာဆိုလဲမရှိတော့ဘူးငါတို့စာမျက်နှာ page number ဘယ်လောက်မှလဲဖြတ်လိုက်တာဒီမှာတော့ရှိသေးတယ်3နဲ့4မှာဒီနေရာမှာဒီမှာ1မှာလည်းမရှိတော့ဘူးဒီစာမျက်နှာနောက်တစ်ခုခေါင်းစဉ်မှာလည်းမရှိဒီခေါင်းစဉ်မှာဒီခေါင်းစဉ်မှာလည်းမရှိတော့ဘူးဒါဘာကြောင့်လဲဆိုလို့ရှိရင်စောစောလေးကဒီ home tab ထဲကနေပြီးတော့ဒီနေရာလေးမှာရှိတဲ့ title လေးတွေမလုပ်ခဲ့လို့ဒီအပေါ်မှာ table content လုပ်လို့မရတာပေါ့နော်ဒီ table content လုပ်ထားတဲ့ပုံစံလေးကနောက်ပိုင်းကျရင်တည်တံ့ဗီဒီယိုတက်လေးလုပ်ပေးပါမယ်ဒါဆိုရင်ဒါ table content ဖန်တီးတဲ့ပုံစံလေးတွေကိုအနေနဲ့သိရမယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်နောက်တစ်ခုကကြတော့စေတာက file menu ကနေကျမတို့စေအပ်ကြိုက်တာတုံးလို့ရတယ်နာမည်မပေးရသေးဘူးဆိုရင်စေအပ်ကြိုက်တဲ့တစ်ခုကိုနှိပ်ပြီးရင်ကိုလိုချင်တဲ့နေရာသွားမယ်ပေါ့နော်ဘယ်နေရာမှာသိမ်းပါလဲကိုလိုချင်တဲ့လမ်းကြောင်းတစ်ခုကိုရွေး document ဆို document ဒီကိုနဲ့ပြီးရင်ကိုလိုချင်တဲ့နာမည်ပေးပေါ့ PDF file နေနဲ့စေချင်ရင်ဒီနေရာမှာ PDF လို့ပြောင်း PDF file နေနဲ့မဟုတ်ဘူး Microsoft Word နဲ့ဆိုရင် Microsoft Word document တိုင်းနဲ့ထားမယ် PDF file နဲ့စေချင်ရင်လည်းလွယ်လေးပါဒီမှာ PDF file ပြောင်းလို့ရပါတယ် PDF file စေတဲ့ video file လေးလည်းတင်ထားပြီးသားပါเนาะဒါဆိုရင်ဒီလိုမျိုးလေးတွေသိရပါမယ်ဟုတ်ပြီဒီနောက်ခံအယောင်ထည့်ထားတာနောက်ခံအယောင်ထည့်ထားတာကတော့ကျမတို့ဒီ layout တက်မှာလည်းရှိတယ်တချို့ကျတော့ page layout တက်မှာရှိတယ်တချို့ကျတော့ဒီနေရာလေးမှာ design ထဲမှာရှိတယ်ကျမက2019ဖြစ်တဲ့အတွက် layout ဒီ design ထဲမှာသွားပါနေတယ်ပေါ့နော်2010သုံးတဲ့သူတွေ Microsoft 2010ဆိုလို့ရှိရင်ကျတော့ page layout ထဲမှာရှိတယ်ကာလာမှာကိုကြိုက်တဲ့အယောင်လေးရွေးလို့ရတယ်မလို့ချင်no ကာလာဆိုရင်အယောင်မရှိဘူးဒီမှာကိုကြိုက်တဲ့ကာလာလေးထည့်လို့ရပါတယ်အခုပြောတဲ့ကျမတို့ဒီအချက်6ချက်ပေါ့နော် shortcut ကမသိလဲရတယ်ဒီအချက်6ချက်ကိုသာသိမယ်ဆိုရင်ကျမတို့က Microsoft Word ပိုင်းမှာလုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ကိုရဲ့ဒီ assignment ရေးတဲ့နေရာမှာပဲဖြစ်ဖြစ်ဒီဟာလေးတွေကသိနေမယ်ဆိုရင်လုပ်ငန်းခွင်မှာအရန်အသုံးဝင်တယ်ပြီးရင်ဒါလေးတွေသိနေရဆိုရင်လည်းကိုယ့်အကို set study လုပ်တဲ့အခါမှာလည်းအရန်အကျိုးရှိပါတယ်